မှားဆုံးနေ့မှာပဲအမျိုးသမီးဟာလက်ထပ်ထိမ်းများခဲ့ပါတယ်။သူ့ယောက်ျားရဲ့မွေးစားညီမကဈေးလက်ကလာတဲ့အမျိုးသမီးတွေကိုအထင်သေးတာကြောင့်သူမကိုအရှက်ရအောင်လုပ်ချင်နေပါတယ်။အဲ့ဒီအချိန်မှာပဲလက်ထောက်တစ်ယောက်ကနိုင်ငံခြားဘာသာစကားပြောတဲ့သူတစ်ယောက်အရေးပေါ်ကိစ္စပေါ်နေတယ်လို့ပြောပြီးပြေးဝင်လာပါတယ်။မွေးစားညီမကချက်ချင်းပဲအဲ့ဒီအမျိုးသမီးကိုရှင်းခိုင်းလိုက်ပါတယ်။တတိုးသားကမွေးစားညီမဟာပြဿနာရှာနေတယ်ဆိုတာကိုသဘောပေါက်ပါတယ်။ဒါကြောင့်သူကိုယ်တိုင်ပဲရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မွေးစားညီမကကျမတို့မိသားစုတည်တဲ့သူတိုင်းဟာနာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်ပါတယ်။အကိုတယောက်တည်းအမြဲတမ်းကြိုက်တယ်လို့မဖြစ်ပါဘူးလို့ပြောပါတယ်။အဲ့ဒီအမျိုးသမီးဟာမွေးစားညီမကသူမကိုထောင်ချောင်းစင်နေတဲ့ဆိုတာကိုသိပေမဲ့လည်းသူမဟာအဖေကိုထွက်သွားခဲ့ပါတယ်။ပင်သစ်စကားပြောနေတဲ့အမျိုးသားတစ်ယောက်ဟာလက်အမှုရာတွေကိုမရက်မနာလုပ်နေပါတယ်။အဲ့ဒီအမျိုးသမီးကအရှိကိုတိုးပြီးသူနဲ့အတူလေးချွန်းတယ်လို့ပြောဆိုဆက်သွယ်ခဲ့ပါတယ်။မွေးစားညီမဟာတုံလုတ်သွားပါတယ်။အဲ့ဒီအမျိုးသမီးရဲ့ဝိညာဉ်ဟာလုံလန်းပိုင်ရှင်တစ်ယောက်ရဲ့ဝိညာဉ်ဖြစ်တယ်ဆိုတာသူမမသိခဲ့ပါဘူး။သူမစီးလာတဲ့တက်လေကဟာချိုးယွင်းသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးမျက်လုံးဖွင့်လိုက်တဲ့အခါလွန်ခဲ့တဲ့နှစ်60အတိတ်ကာလကိုရောက်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ဆေးဆက်သူဟာလမ်းလျှောက်ဝင်လာပါတယ်။သူကသူမကိုသူ့မိသားစုနဲ့တွားတွေ့ဖို့စီစဉ်ထားတာဖြစ်ပါတယ်။စားတောက်ဆိုင်ကိုရောက်ပြီးတဲ့နောက်မှာမွေးစားညီမကသူမကြိုက်တဲ့အမျိုးသားကိုအဲ့ဒီအမျိုးသမီးကခိုးယူသွားတယ်ဆိုပြီးမနာလို့ဖြစ်သွားပါတယ်။ဒါကြောင့်သူမဟာဟင်းလျာတွေကိုမဖို့တမန်တကပြောလိုက်ပါတယ်။ခြေလက်ကလာတဲ့အမျိုးသမီးဟာစမဖတ်တတ်ဘူးလို့သူမကထင်တဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးဟာဟင်းလျာတွေကိုအလွယ်တကူရွေးချယ်ပြီးစကားတို့ကိုတကြားမထည့်ဘူးတတိပေးလိုက်ပါတယ်။အိမ်မှာရှိတဲ့လူကြီးတွေကစားလို့မရတာဖြစ်ပါတယ်။ကြားပြီးတဲ့နောက်မှာယောခမဟာအရန်ချီနဲ့အားရသွားပါတယ်